ဒီနေ့က2025နိုဝင်ဘာ25ရက်နေ့ပေါ့နော်ကျွန်တော်တို့ရွှေကတက်မလားကျမလားတစ်ရှည်လောက်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ export မှာတော့ဒီပုံစံမျိုးကြည့်ထားတယ်ပေါ့နော် export တော့ဒီလောက်ပဲကျွန်တော်တိုက်ပြီးတော့မပြတ်တော့ဘူးဒီပုံစံမျိုးပေါ့နော်အတက်ပဲဒီမှာ BOS ratio နဲ့ဥပဖြန့်လာတယ်အတက်ဆိုတော့ကျွန်တော်တို့ဘယ်ထိလဲဆိုတော့4341ချင်းရှိပေါ့နော်ဆိုတော့ကိုလက်ရှိဗန်ထားတဲ့သူတွေကြတော့ဒီမှာ H1 order block ဒီမှာ order block တခုရှိတယ်ဒီထိဒီ4000နဲ့180 200ဝန်းကျင်ထိကျွန်တော်တို့အတက်လက်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ပို့ပဲပြန်လာလို့ရှိရင်ဘန်ဟုတ်အတွက်ကြည့်ထားမယ်ဆိုတော့ဒါကတော့ H4 မှာပေါ့နော်ကျွန်တော်တို့တိုက်ပြီးတော့မပြောတော့ပါဘူးကျွန်တော် H1 ကိုသွားရအောင်ပြီးလို့ရှေ့သွားမှာဆိုလို့Day trade ဆိုတော့ကျွန်တော်15မိနစ်5မိနစ်ပဲအဓိကပေါ့နော်တိုက်ပြီးတော့ time range ကြီးတော့တိုက်မလို့ပါဘူး time range ကြီးမှာကျွန်တော် candle တို့ဘာလို့စုံလို့ပါလို့နည်းနည်းပေါ့ကြည့်လို့ရှိရင်အဆင်ပြေပေါ့နော်ကျွန်တော် H1 မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုဝေထားတဲ့သူတွေပေါ့နော်ဝေထားတဲ့သူတွေတော့ TV ခွဲတင်လို့ရမယ်ကိုလက်ရှိ4000နဲ့180 190 200ဝန်းကျင်တော့ပါဒီ level ကနေလည်းကျွန်တော်စေးအတွက်တစ်ရှစ်ဆောင်ကြည့်လို့ရမယ်ပေါ့နော်တက်လာလို့ရှိရင်ဆိုတော့ကျွန်တော်ဒီမှာ BOS ပေးထားတယ်ဆိုတော့ပို့ပဲပြန်လာတယ်ဆိုတော့ဒီမှာ higher high higher low higher high အနေနဲ့လေလာနိုင်တယ်ဘယ်ထိလာနိုင်လဲဆိုတော့4000နဲ့300ဝန်းကျင်ပေါ့နော်ဒီ level ထိ higher high အနေနဲ့လာနိုင်တယ်ဒီကောင်ကိုပြီးတော့ဒီကောင်ကို break out ဖြစ်နေပေါ့နော်ပြောလို့မရသေးဘူးဒီပုံစံမျိုးလေးလာနိုင်တယ်အဒီကောင် BOS ပေးတယ်ဆိုတော့ပို့ပဲပြန်လာတယ်ဒီကောင်ကို BOS ပေးမယ်ဒီ level ထိအစွမ်းမလေးဒီပုံစံမျိုးကြည့်ထားရပါတော့ဒီ level ကနေတစ်ရှစ်ဆောင်ကြည့်ရမယ်4000နဲ့200ဝန်းကျင် level ကနေတစ်ရှစ်ဆောင်နေဆောင်ကြည့်ရမယ်ကျွန်တော်4000နဲ့246ဒီဇုံကို break out ဖြစ်တယ်ဆိုလို့ရှိရင်တော့ပေါ်ကဇုံဒီလာနိုင်တယ်ပေါ့လာဖို့ရှိလို့ဒါ H4 မှာရော H4 မှာဆိုလို့ရှိရင် train line နဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း1နဲ့3ပေါ့နော်4ကျင်တောင်လာထိပြီးတော့ပြန်ကန်တဲ့တော့ပေါ့နော်ဒီဆုံးပါလေကျွန်တော်တော်တော်နဲ့လိုရင်းပေါ့နော်တော်တော်နဲ့လိုရင်းဒီမှာလည်းကျွန်တော်ဆက်အားလောက်ထားတဲ့ဒီပုံစံမျိုးပဲဒီပတ်တုံးကလည်းကျွန်တော်လောက်ထားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့15မိနစ်ကိုတွားရအောင်ဗျာကျွန်တော် day 3ဆိုတော့15မိနစ်ပေါ့နော်15မိနစ်မှလည်းကျွန်တော်တို့ဒီမှာပဲတွေ့ထူးကြည့်စရာမလိုဘူးဒီကတော့ကျွန်တော်တက်ခဲ့ကကြတော့တက်ခဲ့ကကျွန်တော်တို့ဒီ4000နဲ့180နှစ်ဒီဇုံတွေပေါ့နော်4000နဲ့200ဒီ level ပေါ့ကျွန်တော်တို့ကြည့်နေတာပေါ့နော်ဆိုတော့ဒီမှာကျွန်တော် BOS ratio ပေါ့နော်ဒီမှာကျွန်တော်တို့ဟုတ်တော့လေ higher low higher high higher low higher high ပေါ်လေးလာနိုင်သေးတယ်ပေါ့နော်ဒီနေရာမှာ higher high 0 higher low အနေနဲ့လာလို့ရရင်ပို့ပဲလာလို့ရှိရင်ကျွန်တော်အပေါ်ကိုပြန်ပန်လို့ရမယ်ဒါအပေါ်ကိုတစ်ခါလေးတက်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ200ဝန်းကျင်လောက်ကနေဆေးတွေ့ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာပေါ့နော် BOS ratio နဲ့ကြည့်မယ်BOS ratio နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ higher low ပေါ့နော် higher low ကဒီနေရာမှာရှိတယ်4000နဲ့30နဲ့ရှင်းပါဒါစစ်ဆိုင်လူတွေပေါ့နော်ဆက်ကလူတွေလို့ခေါ်ကြတယ်ကျွန်တော် higher low level ဆိုတော့ဒီမှာ BOS ပေးရတယ် BOS ပေးရတယ်ဆိုတော့ဒီကောင်ပို့ပဲပြန်မလာသေးဘူးပေါ့နော်15မိနစ်မှပြောတာပါ15မိနစ်ပို့ပဲပြန်မလာဘူးပို့ပဲပြန်လာလို့ရှိရင်ကျွန်တော်ဒီ4000နဲ့90ကျွန်တော်ဒီ price level တွေကနေပေါ့4000နဲ့90ကျွန်တော်ဒီ zone တွေကနေကျွန်တော်ဘန်လို့ကြေးဖို့ရမယ်ပေါ့နော်ပြန်လာလို့ရှိရင်တော့ကျွန်တော်ကဘန်အတွက်ပဲဒီနေ့ကတော့ဘန်အတွက်ပဲပြန်လာလို့ရှိရင်ပို့ပဲပြန်လာလို့ရှိရင်ဘန်မယ်ကီလိုမျိုးတစ်ခါလေးအပေါ်တက်လာလို့ရှိရင်လေတက်လာလို့ရှိရင်လေရောင်းဖို့တွေ့ကြည့်မယ်ပေါ့နော်ဒီ price level ကနေဒီနေ့ကတော့တော်တော်နဲ့လိုရင်းပေါ့နော်ဒီဘတ်တုံးကလည်းကျွန်တော် SMC ပဲတုံး private တုံး price ရင်ပဲတုံး
ကျွန်တော်ဒီလောက်ပြောလို့ရှိရင်နားလည်မှာပါကျွန်တော်တို့ SMC ဆိုလို့ရှိရင်လေ BOS Treasure BOS ပေးမယ်ပူပဲပြန်လာမယ် ban မယ်ဒါပဲပေါ့နော်ကိုလိုကြီးမှာ BOS ပေးတယ်ပူပဲပြန်လာမယ် ban မယ်ဒါပဲဘာမို့တော့ကြတော့ကျွန်တော်တို့တရားဦးနဲ့တရားကောင်းကောင်းယူတာမတူဘူးပေါ့နော်ကောင်းကောင်းမရှိဘူးပါဆိုတော့ဒီပို့ပဲလာလို့ရှိရင်ကျွန်တော်ဒီ price level ကနေကျွန်တော် confirmation စောင်းပြီးတော့ကျွန်တော်တို့ ban ရုံပဲပြန်ယူတော့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဗီဒီယိုကအရင်ရှင်းသွားရင်လည်းမကောင်းဘူးအဆင်ပြေကြပါတယ်ကိုယ့်ရဲ့အမြင်လေးကိုလေ comment မှာရေးထားခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်နောက်ထပ်လေstructure ဘယ်လိုပြောင်းလာမလဲပြောင်းလာတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော် update တင်ပေးမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအောင်တင်ကြပါစေ